မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းရာကတော့မြင်းလင်းသတင်းကိုဖော်ပြပေးကြပါမယ်2026ခုနှစ်မေလ2ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်12:03မိနစ်28စက္ကန့်အချိန်မှာတော့ကမ္ဘာအေးမြင့်ငယ်စခန်းကနေအနောက်ဘက်35မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မအူပင်မျိုးရဲ့မြောက်ဘက်12မိုင်ခန့်အကွာဒေါ်လာတီကျူ16.93ဒီဂရီအရှိတောင်ကြီးကျူ95.62ဒီဂရီအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့ပမာဏ3.5မဂနီကျူအဆင့်ရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မြေပြင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့မွေးဝသားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်ရှင်ဒါအပြင် ARI တိုင်းဒေသကြီးမှာမအူပင်မျိုးအနီး2ရက်အတွင်းငလျင်2ကြိမ်လှုပ်ခတ်တဲ့အကြောင်းဖော်ပြပေးကြပါရစေ။ ARI တိုင်းဒေသကြီးမအူပင်မျိုးအနီးမှာ2ရက်အတွင်းငလျင်လှုပ်ခတ်ခဲ့တယ်လို့မွေးဝသားနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။မေလ1ရက်နေ့ကတော့မြန်မာစံတော်ချိန်ည9:22မိနစ်43စက္ကန့်မှာကမ္ဘာအေးမြင့်လင်းစခန်းကနေအနောက်ဘက်42မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်မအူပင်မျိုးရဲ့အနောက်မြောက်ဘက်17မိုင်ခန့်အကွာအနက်5မီတာကိုဗဟိုပြုပြီးတော့ပမာဏရီတာစကေ4.2အဆင့်ရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မြေငယ်တစ်ခုလှုပ်ရှားခဲ့ပါတယ်။ဒီငလျင်ဟာအနက်တိမ်နဲ့ငလျင်တစ်ခုဖြစ်ပြီးတော့လှုပ်ခတ်တာကိုတော့တိတိတသာခန်းစားလိုက်ရတယ်လို့ဆိုပါတယ်။အလားတူမေလ2ရက်မြန်မာစံတော်ချိန်နေ့လယ်12:03မိနစ်28စက္ကန့်မှာတော့ကမ္ဘာအေးမြေငလျင်စခန်းကနေအနောက်ဘက်35မိုင်ခန့်ဝေးကွာတဲ့မအူပင်မျိုးရဲ့မြောက်ဘက်12မိုင်ခန့်အကွာအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့ပမာဏရီတာစကေ3.5အဆင့်ရှိတဲ့အင်အားနှဲငယ်ရှိတဲ့မြေပြင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါအပြင် ARI တိုင်းဒေသကြီးမော်ကျွန်းဝါခဲမှာကာလန်ပေးမှရှိတဲ့ဆက်စုံစီဆိုင်တဆိုင်မီးလောင်တဲ့အကြောင်းဖော်ပြပေးကြပါရစေ။ ARI တိုင်းဒေသကြီးမော်ကျွန်းဝါခဲမှာကာလန်ပေးမှရှိတဲ့73စီဆိုင်တဆိုင်မီးလောင်ခဲ့ကြောင်းသိရပါတယ်။မီးလောင်တာကတော့မေလ2ရက်မနက်9:00နာရီခွဲမှာဖြစ်ပွားတာဖြစ်ပြီးတော့ARI တိုင်းဒေသကြီးဝါခဲမမြို့နယ်မြသိန်းတန်ရက်ကွက်မော်ကျွန်းဝါခဲမကာလန်ပေးမှရှိတဲ့73စီဆိုင်တဆိုင်မှာမီးလောင်မှုဖြစ်ပွားခဲ့တာပါအခုလိုဝါခဲမမြို့နယ်မီသက်စကန်ကမင်းငိမ့်သက်ရင်ရင်း2စီရေသက်ရင်3စီရွှေလောင်းနယ်မြေမီသက်စကန်ကရေသက်ရင်တစီကျုံငင်းနယ်မြေမီသက်စကန်ကမင်းငိမ့်သက်ရင်တစီရွာသိန်းနယ်မြေမီသက်စကန်ကရေသက်ရင်တစီမော်ကျွန်းမြို့နယ်မီသက်စကန်ကရေသက်ရင်တစီတန်ဒီမီသက်တပ်ဖွဲ့ဝင်တွေအရန်မီသက်တပ်ဖွဲ့ဝင်တွေနဲ့ထွက်ခွာငိမ့်သက်ခဲ့တာမှာမနက်10:15မိနစ်မှာမီးငိမ့်သွားတဲ့အကြောင်းမြန်မာနိုင်ငံမီးသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်းရန်ကုန်မြို့မြတ်တကုံမြို့မှာရှိတဲ့73စီဆိုင်တဆိုင်မှာစီလာထဲတဲ့မော်တော်ယာဉ်တစ်စီးကနေမီးလောင်မှုဖြစ်ပွားရမှာ73စီဆိုင်တဆိုင်လုံးမီးလောင်ပျက်စီးခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့လဲ Tropical Typical AIFS အစံပဲ AIFL ENS model ရဲ့မေလ1ရက်နေ့ထုတ်ခန့်မှန်းချက်တွေနဲ့လက်ရှိလေတို့ဖြစ်စဉ်တွေကိုအခြေခံလို့မေလ6ရက်ကနေလာမဲ့မေလ16ရက်အတွင်းဖြစ်ပေါ်လာနိုင်တဲ့အခြေအနေကိုဖော်ပြပေးကြပါမယ်။မူလသားသူတေတီ online ကတော့မေလ2ရက်ဒီနေ့မနက်2:20မိနစ်20မှာ AIFL အစံပဲ model update အရအခုလိုဖော်ပြလာခဲ့တာဖြစ်ပါတယ်။ AIFS ENS ရဲ့850 hectopascal လေတိုက်နှုန်းနဲ့လေဖိအားပြမြေပုံတွေရတော့မေလ10ရက်ဝန်းကျင်အထိဘင်္ဂလားပင်လယ်ော်တောင်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်အထက်မှန်ပင်လယ်မှာတော့လေရုမငြိမ်သက်မှုတွေစတင်ဖြစ်ပေါ်နိုင်ပေမဲ့တိတာထင်ရှားတဲ့လေဝဲကရက်ဒါမှမဟုတ်မုန်တိုင်းအဆင့်ရောက်ရှိနိုင်မဲ့အခြေအနေမတွေ့ရသေးပါဘူး။လာမဲ့မေလ12ရက်နောက်ပိုင်းမှာတော့မေလ12ရက်ကနေ16ရက်အတွင်းဘင်္ဂလားပင်လယ်ော်အရှေ့အလယ်ပိုင်းနဲ့မြောက်ပိုင်းမှာလေဖိအားကျဆင်းလာနိုင်တဲ့ခဏရှိနေပါတယ်။ဒါပေမဲ့အစံပဲမော်ဒယ်ရဲ့အဖွဲ့ဝင်တွေကြားမှာကွဲလွဲမှုရှိနေစေဖြစ်လို့အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိတော့ရောက်လာဖို့အလားအလာနည်းပါးနေပါတယ်။ခမန်းချက်အနေနဲ့ကတော့မေလအလယ်ပိုင်းမှာလေဖိအားနဲ့ရောင် low pressure area တစ်ခုဖြစ်ပေါ်လာနိုင်ခြင်းဟာ60ကနေ80ရာခိုင်နှုန်းခန့်ရှိပေမဲ့ဒါဟာမုန်တိုင်းကြီးအဖြစ်နဲ့ပြောင်းလဲနိုင်ခြင်းရှိမရှိကိုတော့မေလ9ရက်နောက်ပိုင်းမှာသာပို့ပြီးတော့အတည်ပြုနိုင်ပါတယ်။အနောက်တောင်မုတ်တုံလေးဝင်ရောက်နိုင်မဲ့ရက်ခံမှန်းချက်မှာတော့မြန်မာနိုင်ငံကိုမုတ်တုံလေးစတင်ဝင်ရောက်တာကိုစောင့်ကြည့်ရမှာ AIFS ENS ပြသထားတဲ့အောက်ပါအချက်လက်တွေကတော့အရေးကြီးပါတယ်။လေထုတည်ငြိမ်ရာပြောင်းလဲမှုမှာတော့မေလ6ရက်ကစလို့ Equator အနီးက
အနောက်တောင်ဘက်ကတိုက်ခတ်လာတဲ့လေစီးကြောင်းတွေကပ်ပလီပင်လယ်ပြင်တွင်းကိုပုံမအားကောင်းစွာနဲ့စီးဆင်းလာတာတွေ့ရပါတယ်။စတင်ဝင်ရောက်နိုင်တဲ့ရက်ကတော့လက်ရှိမော်ဒယ်ခံမှန်းချက်အရမေလ23ကနေ19ရက်အတွင်းမှာမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေတရင်းနိုင်တိုင်းနဲ့မွန်ပြည်နယ်ကိုအနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်နိုင်ခြင်းအလွန်မြင့်မားနေပါတယ်။မုတ်တုံလေးစတင်ဝင်ရောက်ခြင်းဟာကပ်ပလီပင်လယ်ပြင်နဲ့မြန်မာကမ်ဘရန်တက်လျှောက်မိုးသည်ထန်စွာရွာသွန်းတာနဲ့လေပြင်းတိုက်ခတ်တာတွေပါတွဲဖက်ဖြစ်ပေါ်လာနိုင်ပါတယ်။အနှစ်ချုပ်အနေနဲ့ခံမှန်းရရင်တော့မေလဒုတိယပတ်ဟာမုတ်တုံအကျိုးကာလကမုတ်တုံအဝင်ကာလကိုကူးပြောင်းတာဖြစ်လို့လေထုအခြေအနေဟာအလွန်ပြောင်းလဲလွယ်ပါတယ်။ဒါကြောင့်လည်းပဲ AIFL ENS လိုပဲအစင်းမြင့်မော်ဒယ်တွေကိုနေ့စဉ်မပြတ်ဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဒါအပြင်မိုးရွာသွန်းနိုင်တဲ့အခြေအနေအချင်းချုပ်အနေနဲ့ကတော့24နာရီ36နာရီ48နာရီ82နာရီနဲ့နာရီ120အတွင်းမှာရွာသွန်းရရှိနိုင်တဲ့မွေးချိန်စုစုပေါင်းခံမှန်းချက်ကိုဖော်ပြလာခဲ့ပါတယ်။ဘလူဝတာသူတေသည့် online ကတော့မေလ1ရက်ည8နာရီမိနစ်20အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ Meteo Blue ရဲ့ icon auto model ကနောက်လာမဲ့24နာရီကနေနာရီ120အတွင်းမှာမြန်မာနိုင်ငံပြည်내နဲ့တိုင်းဒေသကြီးအလိုက်ရွာသွန်းရရှိနိုင်တဲ့စုစုပေါင်းမွေးချိန်ဟာခန့်မှန်းချက်တွေကိုမြေပုံကနေကောက်နှုတ်ပြီးတော့ဖော်ပြလာခဲ့ပါတယ်။ပြည်내နဲ့တိုင်းဒေသကြီးအလိုက်စုစုပေါင်းမွေးချိန်ခန့်မှန်းချက်စရာမှာတော့မြေပုံချက်လက်ပေါ်အနှစ်ချုပ်သုံးသက်ချက်အနေနဲ့မိုးများဆုံးဆောင်ဟာကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ9ရက်တာကာလအတွင်းမွေးချိန်ဟာ90မီလီမီတာ2လက်မကနေ120မီလီမီတာ4.8လက်မအထိအများဆုံးရရှိနိုင်ခြေရှိပါတယ်။ရခိုင်ကမ်းရန်တခြားမှာတော့နိုင်120အတွင်းမွေးချိန်ဟာ100မီလီမီတာ3.9လက်မဝန်းကျင်ထိစုဆောင်ရရှိနိုင်ပြီးတော့မိုးအရှိန်မြင့်တက်လာမဲ့လက္ခဏာရှိနေပါတယ်။အလဲပိုင်းနဲ့တောင်ပိုင်းမှာတော့မန်းလီနေပြီးတော့ရန်ကုန်မှာတော့48နာရီထိမိုးရေချိန်ဟာမိုးနဲ့နေဦးမှာဖြစ်ပေမဲ့82နာရီကနေနာရီ120အတွင်းမှာတော့မိုးရွာသွန်းမှုဧရိယာပုံမှုကျေပြန့်လာမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မန်လေးတိုင်းမှာ2026ခုနှစ်မေလ1ရက်ကနေ9ရက်အထိမိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးကြပါမယ်။အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းနဲ့မြောက်ပိုင်းပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေဖြစ်ပေါ်ဖို့မရှိပါဘူး။ Summer storm လို့ခေါ်တဲ့နွေရာသီမှာဖြစ်ပေါ်တတ်တဲ့မိုးသက်လေပြင်းတွေကိုဆက်ပြီးတော့သတိပြုရပါမယ်။အနောက်တောင်မုတ်တုံလေးရဲ့အဟုန်ကိုခွဲခြားစိတ်ဖြာရရင်တော့မော်ဒယ်ရဲ့ခန့်မှန်းချက်အရမေလ16ရက်ဝန်းကျင်မှာနောက်တောင်မုတ်တုံလေးဟာဘင်္ဂလားပင်လယ်နဲ့ကပ်ပလီပင်လယ်ပြင်အတွင်းကိုအားကောင်းကောင်းနဲ့စတင်အခြေချနိုင်မယ့်အလားအလာကိုလည်းတွေ့ရပါတယ်။ AI GFS နဲ့ GFS ပုံတွေအရ Equator တစ်လျှောက်ကနေတက်လာတဲ့အနောက်တောင်လေစီးကြောင်းတွေဟာဘင်္ဂလားပင်လယ်တောင်ပိုင်းနဲ့ကပ်ပလီပင်လယ်ပြင်အတွင်းမှာပုံမူတည်ငြိမ်လာပြီးတော့လေတိုက်နှုန်းဟာ25ကနေ35knots အထိရှိနေတာတွေ့ရပါတယ်။ GEPS နဲ့ AIGFS ပုံတွေအရအဝါရောင်လေမွေရောင်အကွက်တွေဟာဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းမှာလေထုရဲ့လေပတ်မှုအားကောင်းနေလာလို့ဒါဟာမုတ်တုံလေးကိုမြောက်ဘက်ကိုဆွဲတင်ပေးမဲ့အဓိကတွန်းအားအဖြစ်နဲ့လှုံ့ဆော်နေပါတယ်။ TMT weather chart အရတော့ထိုင်းမိုးလေဝသဌာနရဲ့ဧပြီလ30ရက်ထုံချမှာတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေဖိအားနည်းရှောင်းအဲ့ဒီအဆက်မပြတ်စုဖွဲ့နေတာကိုပြသလို့ဒါဟာမုတ်တုံအစာပြိုတဲ့ကာလကိုရောက်ရှိနေပြီဖြစ်ကြောင်းအတည်ပြုထားပါတယ်။မေလ16ရက်ဝန်းကျင်ကစလို့မြန်မာနိုင်ငံမှာမိုးသည်ထန်တာတရင်းနိုင်တိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာအနောက်တောင်မိုးတုံလေးစတင်ဝင်ရောက်တာနဲ့အတူတူမိုးသည်ထန်တန်းရွာသွန်းတာနဲ့မိုးတက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပါတယ်။မိုးတုံဝင်းစကာလမှာတော့မိုးတိမ်တောင်တွေဟာအကောင်းကောင်းနဲ့ဖြစ်ထွန်းတက်လို့မိုးကြိုးပစ်တာလျှက်စီလက်တာတွေကိုအထူးသတိပြုဖို့လိုအပ်ပါတယ်။မြို့ဝကျွန်းပေါ်ဒေသမှာတော့မေလ16ရက်နောက်ပိုင်းမှာအနောက်တောင်လေတွေဟာမြို့ဝကျွန်းပေါ်ဒေသတွေကိုဆက်လက်တိုးဝင်လာမှဖြစ်လို့ရန်ကုန်နဲ့အေရရီတိုင်းမှာလည်းမိုးရွာသွန်းမှုပုံများပြားလာပါလိမ့်မယ်။